ညစံဒီကတော့လိုရက်တွေကိုရိပ်မိနေတော့ပြီဆိုပြီးတော့မှကိုတနေရာမှာမတက်ရပြီးတော့ရွတ်တန်ရတဲ့နဲ့တပြေလို့စကားပြောပြီးတော့မှကြံစီတိုင်မင်းနေခဲ့ကြတယ်အဲ့ဒါတွေကိုလမ်းလျှောက်ရင်းနဲ့ရုပ်ရည်ကြီးကြားသွားခဲ့ရပြန်တယ်စနိုးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လက်သမခံတော့တဲ့စနိုးကလည်းသွားပြီးတော့မှအမဒီလိုမျိုးလောက်တာအောက်တန်းကြတဲ့စိတ်ဓာတ်တွေထားနေတာတွေကအစမပြေတော့ဘူးနော်ဆိုပြီးတော့မှမရရအောင်တားမယ်ဆိုပြီးတော့လုံနေခဲ့တဲ့စနိုးလေးဖြစ်တယ်ဒါကြောင့်ရွတ်တန်တာတင်ကနေပြီးတော့မှမင်းကနေရာတကာတိုင်းမှာစီးပွားရေးလူမှုရေးအကုန်လုံးကိစ္စဝေါ်မှာပါနေရာပါပြီးတော့မှဝင်ရှုပ်နေတယ်ဆိုပြီးတော့မှကိုကျင်းနေခဲ့တာလေဖြစ်တယ်အဲ့ဒါနဲ့စနိုးကိုပါရိုက်ခဲ့တာပဲဖြစ်တယ်ဒါကြောင့်နောက်တစ်ခါရိုက်ဖို့လုပ်နေတဲ့အချိန်မှာစနိုးကလည်းလက်မခံတော့ဘဲနဲ့တတိရှင်လှုပ်ကြည့်လေဆိုပြီးတော့မှကိုပြန်လည်းခုခံဖို့အစင်းနဲ့ဖြစ်နေခဲ့ပြီဒါပေမဲ့လည်းဒေါသကြီးနဲ့နေခဲ့ရပြီးတော့မှစနိုးထပ်သွားပြီးတော့ခုချိန်မှာသူရဲ့တူလေးဖြစ်တဲ့မုံနောင်ကိုပြန်လဲခေါ်ယူနေခဲ့ပြီအင်းရောက်တဲ့အခါမှာမုံနောင်ကဒီနေ့ကဆောင်းမပြီးပြီဆိုတော့အလေပဲဖြစ်ဖြစ်ပြောသလောက်နေလို့ရတဲ့အနေအထားတစ်ခုဖြစ်သူရဲ့တူလေးကိုသူ့ဖေနဲ့ပေးတွေ့ဖို့တက်ဆိုပြီးတော့မှကိုခေါ်ယူနေခဲ့ပြီအမှန်တရားကိုမြန်လို့တဲ့စနိုးကတော့ခုချိန်မှာသူရဲ့တူလေးနဲ့သူ့ရဲ့အကိုတို့ကိုပြန်လဲပြီးတော့မှတားဖတ်နေအောင်စုံစည်းပေးပြီးတော့မှတာယာတဲ့မိသားစုလေးပြည့်စုံခြင်းခဲ့တာတဲ့အဲ့လိုနဲ့အပြန်လက်မှာမိုးချုပ်မယ်ဆိုပြီးတော့မှကိုအမြန်လေးပြန်နေခဲ့ကြတယ်အဲ့ချိန်မှာပဲကားမောင်းပေးတဲ့ driver ကိုဖုန်းကောဝင်လာခဲ့တယ်အဲ့ဒါကြောင့်သူတို့ရဲ့လှုပ်ဆောင်ရမယ့်အရာတွေကိုကြံစည်နေပြီးတော့မှကားဟစ်တက်ပြီးတော့မှကိုရက်သွားတယ်ဆိုပြီးတော့မှကိုလိန်ပြောနေခဲ့တာပဲဖြစ်တယ်အဲ့ဒါနဲ့ခဏနားပြီးတော့မှအနည်းငယ်စောင့်မယ်ဆိုပြီးတော့မှနားကြတဲ့အချိန်မှာအခုချိန်မှာတနေ့ရမှာတခုစားကြမလားဆိုပြီးတော့မှကိုလှုပ်ယူပြီးတော့မှပြောနေခဲ့ပြီအဲ့ဒါနဲ့ကော်ဖီလေးပဲတောက်ကျင်နေဆိုပြီးတော့မှကိုအေးနဲ့ကော်ဖီလေးကိုတော့ဝယ်ခင်းခဲ့တယ်အဲ့ချိန်မှာပဲသူကိုခိုင်းစိတ်ခဲ့တဲ့အတိုင်းဒီ driver ဦးလေးကြီးကလည်းအစိတ်ကိုခတ်ပြီးတော့မှစနိုးကိုကော်ဖီထဲမှာထည့်ပြီးတော့တိုက်နေခဲ့တာပဲဖြစ်တယ်အဲ့ချိန်မှာသူတို့နှစ်ယောက်တောက်ပြီးတော့ဆိုပြီးတော့မှကချောင်းကြည့်ပြီးတော့မှကားပြင်အောင်မယ်ဆိုပြီးတော့ဟန်ဆောင်ပြီးတော့မှကားပြင်တဲ့ပုံစံမျိုးလုပ်နေခဲ့တယ်အဲ့ဒီချိန်မှာပဲဘသူတွေကဘလို့မျိုးလောက်ကြံပြီးတော့မှဘလို့မျိုးအသက်သေးတဲ့အထိပါအကြောင်းစီးနေလဲဆိုတာကတော့ပရိသတ်တွေရဲ့အမြင်ထဲမှာတော်လေးကိုစိတ်ဝင်စားတဲ့အခန်းကဏ္ဍတွေဖြစ်နေခဲ့ပြီ